လုံးမဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ဆိုင်မှာလက်ရှိနေတဲ့ဘိန်းတွေကိုကျွန်တော်နည်းနည်းလေးလိုက်ရိုက်ပြပေးမှာပဲဖြစ်ပါတယ်အဲဆိုကျွန်တော်တို့ Forza 350တစီးရှိမယ်ပြီးရင်ကျွန်တော်တို့ Yamaha 8 mat ကျွန်တော်တို့ Black mat ဒီကောင်နောက်ထပ်တစီးရှိအောင်မယ်ပြီးရင်ကျွန်တော်တို့ R55 V4 ဒီကောင်ကတော့2022 model လားမသိဘူးကြာနော်22 23ဒီကောင်တစီးကြံအောင်မယ်ပါကင်ပဲပြီးရင်ကျွန်တော်တို့ဟိုဘက်ရှမ်းမှာကြီးလိုက်မယ်ဆိုရင်Grand Filano ဒီကောင်ကတော့ပစ္စည်းစင်နာပြီးသားဒီကောင်လည်းရှိမယ်ဟိုဘက်ရှမ်းမှာကြီးလိုက်မယ်ဆိုရင်ဗျာဟိုမှာ PG1 နေကျွန်တော်တို့ကြိုက်တဲ့ကာလာကိုရွေးချယ်လို့ရမယ် Yamaha Fazio ကျွန်တော်တို့ hybrid အမျိုးအစားပစ္စည်းစင်နာပြီးသားကောင်လေးဒီကောင်လေးလည်းရှိအောင်မယ်ဗျာ Yamaha Fin 2026 model brand new ကျွန်တော်တို့တိုင်ခွက်ပြောင်းတဲ့ကောင်ဒီကောင်လေးလည်းကျွန်တော်တို့ဆိုင်မှာကာလာစုံနဲ့ရမယ်ဗျာကျွန်တော် Yamaha M ဒီကောင်လေးကျွန်တော်တို့ဆိုင်မှာကာလာဆုံးရှိမယ်ဗျာဒီအပြာရောင်လိုင်းရဲနဲ့ကောင်တော့ကျွန်တော်တို့2026မှာအသစ်ထွက်ထားတဲ့ Yamaha ရဲ့ favorite color ဖြစ်တဲ့အပြာရောင်လိုင်းရဲနဲ့ကောင်ဒီကောင်တစ်ကောင်လေးကျွန်တော်တို့ဆိုင်မှာရှိတယ် Yamaha Fazio ကျွန်တော်တို့ hybrid မျိုးစားဒီကောင်လေးလည်းကျွန်တော်တို့ဆိုင်မှာကာလာဆုံးရှိမယ်ဗျာเนาะဒီကောင်တွေကတော့ကျွန်တော်တို့ဆိုင်မှာလုံးဝရောင်းအားအကောင်းဆုံးကောင်တွေလို့ပြောလို့ရတယ် Grand Filano hybrid မျိုးစားဒီကောင်တွေလည်းကျွန်တော်တို့ဆိုင်မှာကာလာဆုံးရမယ်ဗျာစမူစာခွန်ကထုပန်ကျွန်တော်အုံနှွေးအုံရိုက်မှာရှိတဲ့ညီကိုတွေရောကျွန်တော်တခြားနေဝေးရညီကိုတွေရောကျွန်တော်လက်ငင်းအရေးကြလိုချင်နေဆိုရင်တော့ကျွန်တော်လီယန်ယွန်းဆိုတဲ့ဆိုင်မှာရုံကြီးကြီးနဲ့ဝယ်ယူအားပေးလို့ရမယ်ဗျာเนาะအဲ့ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်မယ်ကျွန်တော်တို့တွေနောက်ဗီဒီယိုကြမှာစုံကြတာပေါ့ဗျာ